မဲကြမှာကြောင့်ညာလေးဆိုလေအမြဲတမ်းခုံစားရတာတစ်ခုကကို audience ကိုဘယ်လို target လုပ်ရမလဲဆိုတာပါပဲတော်တော်လေးရှုပ်ထွေးနိုင်တယ်ဟုတ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့မှာတော့အဲ့ဒီရှုပ်ထွေးမှုတွေအားလုံးကိုရှင်းရှင်းလင်းလင်းနားလည်သွားအောင်တစ်ခုချစ်စီဖျောက်ပြပေးသွားမှာပါကဲဒီစကားလေးနဲ့အရင်စကြည့်ရအောင်အတွေ့အကြုံရှိတဲ့သူတွေတောင်မှဒီ major audience targeting ကိစ္စမှာခေါင်းစားရတော့မဲဆိုတဲ့အကြောင်းပေါ့ဒါကြောင့်ပဲဒီ line ညွန်ကိုဖန်တီးခဲ့တာပါတယ်အဲ့ဒီတော့ဒီကိစ္စကလူတိုင်းအတွက်စင်ခေါ်မှုတစ်ခုဆိုတာရှင်းပါတယ်ဒီနေ့မှာအဲ့ဒီစင်ခေါ်မှုတွေကိုအတူတူဖြည့်ရှင်းကြည့်ကြတာပေါ့ဟုတ်တယ်တကယ်ကိုဝင်ကပါတစ်ခုလိုပါပဲရွေးချယ်စရာတွေကအများကြီးဆိုတော့ဘဲကစလို့ဘယ်မှာဆုံးရမှာမသိဘူးဖြစ်တဲ့ဒါပေမဲ့ဒီနေ့ဒီတင်ဆက်မှုကအဲ့ဒီဝင်ကပါကိုဖျက်ချော်ဖို့တည်းလိုအပ်တဲ့မြေပုံတစ်ခုဖြစ်လာမှသိချပါတယ်โอเคဒါဆိုအဲ့မြေပုံကိုဘယ်ကစဖတ်ရမလဲအရင်ဆုံးဒီ targeting control တွေက ads manager ထဲမှာဘယ်နာမှရှိလဲဆိုတာကိုကြည့်လိုက်ရအောင်အဓိကကတော့ ad set ဆိုတဲ့အဆင့်မှာပဲရာအားလုံးစုစည်းနေတာပါ ad set အဆင့်ကိုရောက်ပြီးဆိုရင်ဒီလိုထိန်းချုပ်လို့ရတဲ့အပိုင်းတွေကိုတွေ့ရပါလိမ့်မယ် custom audiences location age gender အများကြီးပဲနော်ဒါတွေအားလုံးအရေးကြီးပေမဲ့ဒီနေ့ကျွန်တော်တို့အတိကအာရုံစိုက်ပြီးဆွေးနွေးမှာကတော့ detail targeting ဒါမှမဟုတ်အသေးစိတ်ဖိမှတ်ထားခြင်းဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့တကယ် strategy ကအဲ့ဒီမှာစတာကိုအသေးစိတ် targeting ကိုမတွားခင်မှာခဏလေး custom audience ဆိုတာလေးကိုအရင်ရှင်းပြခွင့်ပြုပါဒါကဘာလဲဆိုတော့ကိုလုပ်ငန်းနဲ့ထီတွေ့မှုရှိပြီးသားလူတွေကိုပြန်ပြီး target လုပ်တဲ့နည်းလမ်းတစ်ခုပေါ့ဥပမာကို website ကိုဝင်ကြည့်ဖို့တဲ့သူတွေဒါမှမဟုတ်ကိုစီမှာရှိတဲ့ customer list ကလူတွေကိုတိုက်ရိုက်ပြန်ပြီးကြော်ညာပြတာမျိုးပါဟုတ်ပြီအခုဒီရှင်းလင်းတဲ့စမှုရဲ့အဓိကအနစ်ချုပ်အတန်းနှလုံးဖြစ်တဲ့အပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ detail targeting ရဲ့အဓိကမန်တိုင်ကြီး၃ခုအကြောင်းပါမှတ်ထားဖို့က၃ခုပဲရှိပါတယ် demographics interests နဲ့ behaviors လူဦးရေဆိုင်ရာစိတ်ဝင်စားမှုနဲ့အမွေချင်းတွေပေါ့ဒီဇာတ်လေးကိုတစ်ချက်ကြည့်လိုက်တာနဲ့အဲ့ဒီမန်တိုင်သူဟူရဲ့ကွာခြားချက်ကိုချက်ချင်းနားလည်သွားမှာပါအရင်ရှင်းပါတယ် demographics ဆိုတာကသူတို့ဘယ်သူတွေလဲဆိုတာကိုသတ်မှတ်တယ် interest ကတော့သူတို့ဘာကိုကြိုက်လဲဆိုတာကိုပြောပြီး behaviors ကတော့သူတို့ဘာလုပ်လဲဆိုတာကိုအခြေခံပါတယ် who what and what they do ဒီလိုလေးမှတ်ထားလိုက်ရင်ဘယ်တော့မှမေ့တော့မှာမဟုတ်ပါဘူးကဲပထမဆုံးမန်တိုင်ဖြစ်တဲ့ demographics ကိုအရင်စလိတာကြည့်အောင်သူရဲ့အဓိကမိခုံးကသူတို့ဘယ်သူတွေလဲဆိုတာပါပဲဒါကလူတစ်ယောက်ရဲ့ဘဝအခြေအနေအချက်လက်အမှန်တွေပေါ်မှာအခြေခံတာပါပညာရေးချင်းတို့အလို့အကိုင်တို့မိသားစုအခြေအနေတို့လိုမျိုးပေါ့ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ဘလောက်အထိအသေးစိတ်ကြလဲဆိုတာကိုကြည့်ပါအောင်ပညာအရေးအချင်းအလိုက်ခွဲလို့ရတယ် live events ဆိုပြီးအခုမှစိတ်ဆက်ထားတဲ့သူတွေအိမ်ထောင်ကြခါစလူတွေကိုတီးတန့်ရွေးလို့ရတယ်နောက်ပြီးမူလဲတန်းကြောင်းတက်နေတဲ့ကလေးရှိတဲ့မိခင်တွေဆိုပြီးတော့တီးတီးကြကြ target လုပ်လို့ရတာမျိုးပါတော်တော်လေးအစွမ်းချက်တယ်နော်ဟုတ်ပြီဒုတိယမန်တိုင်ကတော့ interests စိတ်ဝင်စားမှုတွေပါသူရဲ့မိကုံးကတော့ရှင်းပါတယ်သူတို့ဘာကိုကြိုက်လဲဒါကလူတွေရဲ့ဝါသနာသူတို့စားသုံးရဲ့ content တွေသူတို့ like လုပ်ထားတဲ့ pages တွေသူတို့ join ထားတဲ့ groups တွေအဲ့ဒါဒီအားလုံးပေါ်မှာအခြေခံပြီးမတာကခံမှန်းပေးတာပါဒီမှာလဲရွေးချယ်စရာတွေကတော့အဆုံးမရှိပါပဲစီးပွားရေးနဲ့ပတ်သက်တာတွေလားအစားအသောက်လားဥပမာ diet food ဆိုပြီးတီးတန့်တောင်ရှိသေးလေဝါသနာအနေနဲ့ဆိုတပ်ပုံရိုက်တာတစ်သေးဆိုတာနီးပညာဘက်မှာဆိုရင် first person shooter ဂိမ်းကစားတဲ့သူတွေအထီကိုတီးတီးကြကြပြတ်မှတ်ထားနိုင်ပါတယ်နောက်ဆုံးဒါပေမဲ့အရေးပါတဲ့တတိယမန်တိုင်ကတော့ behaviors အမိုးကျင့်တွေပါဒါကသူတို့ဘာလုပ်လဲဆိုတော့သူတို့ရဲ့လှုပ်ဆောင်ရက်တွေသူတို့ရဲ့ online offline activities တွေပေါ်မှာခြေခံပါတယ်ဝယ်ယူမှုပုံစံတွေခီးသွားတာတွေလိုမျိုးတကယ် real world action တွေနဲ့ပို့ပြီးသက်ဆိုင်ပါတယ်ဒီ behaviors မှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ဥပမာတွေရှိပါတယ်ဥပမာ engage shopper ဆိုတာကိုကြည့်လေဒါကလွန်ခဲ့တဲ့တစ်ပတ်အတွင်း shop now ဆိုတဲ့ခလုတ်ကိုနှိပ်ဖူးတဲ့သူတွေကိုဆိုလိုတာဆိုတော့ဒါကဝယ်ဖို့အလားအလာအရင်များတဲ့သူတွေပေါ့နောက်ပြီး Facebook page admin တွေခီးမကြခဏတွားတဲ့သူတွေဒီလိုအမှုချင်းတွေကိုပါ target လုပ်လို့ရတာကတကကိုအစွမ်းတက်တဲ့ tool တစ်ခုပါပဲ Okay အခုဆို demographics interest behaviors ဆိုတဲ့မန်တိုင်၃ခုလုံးကိုကျွန်တော်တို့နားလည်သွားပြီဒါပေမဲ့တကယ်အထီးကကြတဲ့နီးဗျူဟာကအခုမှလာမှာပါအစွမ်းထက်ဆုံး targeting ဆိုတာကဒီ၃ခုကိုတစ်ခုချင်းစီတည်တံ့သုံးတာမဟုတ်ပါဘူးသူတို့ကိုအလွာတွေလို့တစ်ခုပေါ်တစ်ခုထပ်ပြီးပေါင်းစပ်အသုံးပြရပါပဲဘာလို့ပေါင်းဆက်ရတာလဲဆိုတော့ရွေချက်ကရှင်းပါတယ်ကိုယ့်ရဲ့ audience ကို niche down လုပ်ဖို့ဆိုလိုတာကအရန်ကျဲဖြစ်နေတဲ့ပရိသတ်အုပ်စုကြီးထဲကနေကိုယ့်အတင်းတော်ဆုံးအထီးအုပ်ဆုံးဖြစ်မဲ့လူတစုကိုအတိအကျရွေးထုတ်ဖို့ပါပဲဒီလိုလုပ်မှကိုယ့်ရဲ့ကြုံရဘတ်ဂျက်ကိုအကျိုးရှိရှိသုံးနိုင်ပါလေဒီဥပမာလေးနဲ့ဆိုပိုပြီးရှင်းသွားပါလိမ့်မယ်အဆင့်တစ်မှာ demographics ကိုသုံးပြီးမူလာတန်းချောင်းသားမိဘတွေကိုရွေးလိုက်တယ်ဒါကလူအုပ်စုကြီးတစ်ခုပေါ့
အဆင့်လက်မှာ interest ကိုထပ်ဖောင်းလိုက်တယ်အဲ့ဒီမိဘတွေထဲကမှ diet foods ကိုလည်းစိတ်ဝင်စားတဲ့သူတွေ audience ကပိုပြီးကျင်းသွားပြီးနောက်ဆုံးအဆင့်3မှာ behavior ကိုထပ်ပြီး layer လွတ်လိုက်တယ်သူတို့က engage shoppers လည်းဖြစ်ရမယ်ကဲအခုရလာတဲ့ပရိသတ်ကအရန်ကိုတီးကြပြီးဝယ်နိုင်ချင်မိလေ hyper targeted audience ကိုဖြစ်သွားပါပြီ ကဲအဆုံးသက်အနေနဲ့ဒီနေ့ကျွန်တော်တို့ရှောက်ခဲ့တဲ့ queue ကိုပြန်ကြည့်ရအောင်ရှုပ်ထွေးလာရဲ့ဝန်ကပါကြီးထဲကနေအခုဆိုရင်ရှင်းလင်းပြတ်သားတဲ့မြေပုံတစ်ခုကိုကင်ထားနိုင်ပြီဖြစ်ပါတယ် ဒါဆိုရင်အဓိကမှတ်ထားရမယ့်ချက်3ချက်ကိုပြန်ပြီးနှွေးလိုက်ရအောင်1အမြဲတမ်း asset အဆင့်ကနေအခြေခံကိုစပါ2အဓိကမဏ္ဍိုင်ကြီး3ခုဖြစ်တဲ့ demographics interest နဲ့ behaviors ကိုတေးသေးချာချာနားလည်ထားပါပြီးတော့3အရေးကြီးဆုံးအချက်အဲ့ဒီမဏ္ဍိုင်တွေကိုတစ်ခုချင်းမတုံးပဲအတူတူပေါင်းဆက်အသုံးပြုပြီးကိုယ့်အတွက်အကောင်းဆုံး niche audience ကိုတိစောက်ပါ အခုဆိုရင်မြေပုံကလည်းလက်ချင်းမှာရှင်းရှင်းလင်းလင်းရှိနေပြီလမ်းလဲတည်သွားပြီဒါဆိုရင်စဉ်းစားရမယ့်မိကွန်းတစ်ခုပဲကျန်တော့တယ်အခုချက်ချင်းစပြီးပြင်မှတ်ထားခြင်းတဲ့ပြိတ္တကဘယ်သူတွေဖြစ်မလဲ